တူတီမိမိပေါ်အောင်နေတော့တောတော်များမှထွက်လာကစစ်တီတော်များကိုစူးစီးပြီးပကံတို့ချီတက်လာခဲ့ပါတယ်။သူရင်နဲ့တိုင်းပြည်အတွက်တာဝန်နဲ့သူမနေ့စံတော်ပြန်တွေ့ရတော့မီဟူတော်မျောလင်းချက်ကပိုးရအားကောင်းနေခဲ့ပါတယ်။တက္ကရီ446ခုနှစ်ပကံပြည်ကြီးဒီမိနက်မိကြမှာပြန်လည်နှိုးထားလာခဲ့ပါတယ်။ငရမကန်၏ပုံကံမှုကြောင့်စောလူမင်းနိုင်ရန်ဆန်ခဲ့ရပြီးနောက်ပကံပြည်တို့ဒီတခဲနဲ့တောင်းဆိုခဲ့ကြသည့်တိုင်သူရဲကောင်းကျစစ်သားတွေပကံထီးနှံကိုဆက်ကန်ရန်ပြင်ဆင်လေတော့တယ်တက္ကရီ420ဝန်းကျင်ရဲ့နွေဦးကာလအိန္ဒိယပြည်မြောက်ပိုင်းမှာရှိတဲ့ဝေသာလီနေပြည်တော်ကြီးကပန်းရုံစုံတို့ဖြစ်ဖူးပွင့်ဝေစာနေခဲ့ပါတယ်။ဒါပေမဲ့လည်းဝေသာလီနန်းတော်တွင်မှာတော့တိတ်ဆိတ်ငြိမ်သက်ခြင်းတွေဟာလွှမ်းမိုးထားပါတယ်။ဝေသာလီမင်းကြီးကမိမိရဲ့တဦးတည်းသောသမီးတော်မနီးစန္ဒာကိုကြည့်ပြီးတက်ပြင်းချနေမိပါတယ်။သမီးတော်ဗကံပြည်ရဲ့နော်ထားမင်းစောဟာအရှိဘက်တစ်ခွင်မှာဖုံးတစ်ခုအင်မတန်ကြီးမားတယ်။ငါတို့ဝေသာလီပြည်ဘေးကင်းမှုအတွက်သမီးတော်ဘန္နာတော်ဖြစ်ဆက်တရမှာဟာခမဲတော်အတွက်ရင်ကျိုးရမယ်ကိစ္စပါပဲ။ဒါပေမဲ့တိုင်းလူပြည်သားတွေအတွက်သမီးတော်နားလည်ပေးပါမနီးစန္ဒာသည်ခမဲတော်ရဲ့ခြေတော်ရင်းနဲ့ဝဆင်းကမျက်ရည်များဝိုင်းနေခဲ့ပါတယ်။ဒူမဒီဝေတာလီရဲ့လေထုဒူမကစားခဲ့တော်ဥယျာဉ်နဲ့ခင်မင်ခဲ့တော်ပြူတော်များကိုခွဲခွဲရတော့မှာဖြစ်ပါတယ်။ဒူမရဲ့လာတရားထိုစဉ်ကပင်ကြော်ကြားလာပါတယ်။အသားရည်ကဝင်းပါပြီးစန္ဒာလာမြင့်ကဲတော်ကြည်လင်သောကြောင့်မနီးစန္ဒာကိုမိသွင်းခန်းခြင်းဖြစ်ပါတယ်။အဲ့ဒီချိန်ကဝေတာလီနန်းရင်ပြင်လိုမြစ်ခွတယ်များတဟုံးဟုံးပြေဆက်ရောက်လာခဲ့ပါတယ်။သူတို့ကတော့ပကံမင်းရဲ့ယုံကြည်ရသောစစ်သူကြီးကျန်းစစ်သားပင်ဖြစ်ပါတယ်။သူဒီခန့်ညားထဲဝါတော့စစ်ဝတ်တစားဝတ်ဆင်ထားပြီးခါးတင်ဓားတွေကရဲရင်တော်မြုံဝတ်ဆောင်ရှိပါတယ်။သူဒီဝေတာလီမင်းကြီးကဂရဝပြုကမင်းသမီးကိုဆောက်ရှောက်ရင်ခေါ်ဆောင်တော်ရန်တာဝန်ယူခဲ့ပါတယ်။နေ့စန္ဒာဒီဝေါ်ရင်တွင်မှနေပြီးကျန်းစစ်သားကိုပထမဆုံးချိန်မြင်လိုက်ရတဲ့အခါရင်ထဲနဲ့ထူးဆန်းသောခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဤသူကယောက်ျားမြတ်ပြည်ဒီဟုစိတ်ထဲမှာမျက်ချစ်ပြုလိုက်ပါတယ်။ကျန်းစစ်သားဒီလည်းမင်းသမီးဝေါ်ရင်မှာလိုက်ပါလာတော့ရန်နဲ့မင်းသမီးရဲ့နူးနယ်သောပုံစံကိုမြင်တွေ့ရတဲ့အခါမိမိရဲ့စိတ်သားစိတ်များအရေးပျော်သွားတဲ့ကဲ့သို့ခံစားခဲ့ရပါတယ်။ခရီးစဉ်ဒီစတင်ခဲ့ပြီဖြစ်တယ်။ဝေတာလီမပကံတို့တွားရလန်းသည်တောတောင်ထူထပ်လာပါတယ်။ကျန်းစစ်သားတွေရှေ့ဆုံးမှမြင်စီပြီးလမ်းပြတဲ့ကဲ့သို့ညဘက်စခန်းသားချိန်တွေများတင်လဲမင်းသမီးရဲ့လုံခြုံရေးအတွက်ကိုယ်တိုင်ကိုယ်ကျစောင့်ကြည့်ပေးခဲ့ပါတယ်။ညတညမှာတောအုပ်တစ်ခုတွင်စခန်းချစဉ်မနီးစန္ဒာသည်အိမ်မက်ဆိုးမက်ကလက်နိုးလာခဲ့ပါတယ်။သူမတွေကြောက်လန့်တဲ့ကြောင်ငိုကြွေးနေစဉ်ကျန်းစစ်သားတွေမိဘုံမေးမှချက်ချင်းရောက်လာကမင်းသမီးမကြောက်ပါနဲ့ကျွန်တော်ကျန်းစစ်သားရှိနေတဲ့ဘယ်ဘေးအန္တရာယ်မှာမင်းသမီးကိုမထိဆိုင်စေရဘူးညှိလိတ်ခဲ့ပါတယ်။ထိုညမှစ၍သူတို့နှစ်ဦးကြားတွင်စကားပြောဆိုမှုများပုံမများပြားလာခဲ့ပါတယ်။ကျန်းစစ်သားကပကံပြည်ရဲ့တန်တရာတော်အကြောင်းအနော်ရထားမင်းကြီးရဲ့ဘုံလက်ယုံအကြောင်းပြောပြခဲ့ပါတယ်။မင်းစန္ဒာကတော့သူမရဲ့လမ်းဆုံးမှုများကိုရင်ဖွင့်ခဲ့ပါတယ်။သူတို့ဒီရာဇဝင်ရဲ့တားမြစ်ချက်ကိုမေးရောကတဦးနဲ့တဦးတန်ရောစင်ညွှန်မြတ်ခဲ့ကြပါတယ်။ကျန်းစစ်သားတွေမိမိရဲ့ချင်းချင်းကိုတစ္ဆာဖော်ရန်စီစဉ်မရှိတော့လဲနှလုံးသားရဲ့စေခိုင်းမှုကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။ဝေတာလီမနယ်စပ်ကိုကြော်ဖြတ်ပြီးနောက်သူတို့ဒီအေယာဝတီမြစ်ကြောင်းကိုရောက်ရှိလာကြပါတယ်။မြစ်ရင်မြစ်ဒီငြိမ်သက်နေတော့လဲကျန်းစစ်သားနဲ့မင်းစန္ဒာတို့ရင်သွင်းနိုင်မှုလိုင်းတဘိုးများထနေခဲ့ပါတယ်။ဒေကြီးပေါ်တွင်သူတို့လိုက်ပါလာစဉ်တွင်သူတို့ဒီလူချင်းတိတ်ဆိတ်များနဲ့တိတ်ဆိတ်တွေ့ဆုံခဲ့ကြပါတယ်။ကျန်းစစ်သားကြီးမင်းသမီးရဲ့လက်ကိုပထမဆုံးချိန်ဆုပ်ကင်ပြီးတော့ခါတုံရင်နေခဲ့ပါတယ်။ကျွန်ုပ်ဟာပြည့်ရှိလူပါမင်းသမီး။ဒါပေမဲ့ကျွန်ုပ်မင်းသမီးကိုမေတ္တာတဝင်မိတာတော့မတားဆီးနိုင်တော့ဘူးဟုသူကဆိုခဲ့ပါတယ်။မင်းစန္ဒာဒီလည်းကျန်းစစ်သားရင်ခွင်ထဲ၌ခိုးလုံရင်းကျွန်ုပ်ဟာပကံမင်းရဲ့မိဖုရားဖြစ်ရမှာတဲ့စစ်သူကြီးရဲ့ဇနီးဖြစ်ဆင်းရဲခံရတဲ့ကိုပုံမြတ်နိုးပါတယ်ဟုတိုးတိုးလေးပြန်ပြောခဲ့ပါတယ်။ရာဇဝင်ကျမ်းချွေမှာဖော်ပြထားတာကတော့ကျန်းစစ်သားကြီးမင်းသမီးကပကံတို့မရောက်မီလန်ခီး၌ပင်တိမ့်ပိုက်ပေါင်းတင်းခဲ့တယ်ဟုဆိုကြပါတယ်။အေဒီမှာတစ္ဆာတရားကိုအတက်ထက်မြန်လို့စစ်သူကြီးတို့အတွက်အကြီးမားဆုံးတော့အမားဖြစ်တော့လေအခြေအင်အားကပုံမှုကြီးမားနေခဲ့ပါတယ်။သူတို့တွေပကံပြည်ရဲ့မြင်ကွင်းများကိုလေပေါ်မှမြင်တွေ့ရတော့ခါဝမ်းနည်းမှုများစတင်လာခဲ့ပါတယ်။ပကံကိုရောက်ရင်သူတို့ခွဲခွာရတော့မှဖြစ်ပါတယ်။မင်းစန္ဒာကြီးကျန်းစစ်သားပြီးတော့လက်စွပ်လေးကိုကြည့်ကမျက်ရည်ကျနေခဲ့ပါတယ်။ကျန်းစစ်သားကြီးလည်းမိမိရဲ့ရှင်တခင်တန်တို့မိမိချစ်သူကိုလက်ရောက်အနံ့ရတော့မဲ့ချင်းတွေကိုတွေးတော့ကရင်ထုမနာဖြစ်နေခဲ့ရပါတယ်။အေယာဝတီမြကြောင်းတန်ဆန်တက်လာခဲ့တဲ့ပကံလီတက်တော်ကြီးတွေနောက်ဆုံးတွင်ပကံနေပြည်တော်၏တာသနာအလံတော်များလွင့်ထူရာစိုက်ကန်းတို့ရဆိုင်လောက်ရခဲ့ပါတယ်။ကန်းနဖူးမှာတော့ဆင်းပြရှင်တော်ရထားမင်းစောသည်မိမိဘုံဘက်ဘူပါတပေါင်ချမ်းရန်လက်ခန္ဓာထေဝါသောစောင့်ကြနေခဲ့ပါတယ်။မနီးစန္ဒာဒီဝေါ်ရင်တွင်မှနေပြီးနမ်းမြေရိုးကြီးကိုကြည့်ကရင်သေးနေမိခဲ့ပါတယ်။သူမရဲ့ရင်ထဲမှာကျန်စစ်သားပေးထားတဲ့လက်စွပ်လေးမှာပူနွေးနေကြလို့ခံစားနေရပါတယ်။ကျန်စစ်သားမှမူမြင်းမော်တွင်တင်းကျင်းစွာထိုင်နေတော့လဲသူ့ရဲ့မျက်ဝန်းတို့သည်ပုံမှန်ထက်ပို၍ရောင်ပိန်နေခဲ့ပါတယ်။မိမိချစ်မြတ်နိုးရတို့ကိုမိမိရဲ့ရှင်တခင်တန်လက်ရောက်အနံ့ရမတော်မီတာဝန်ဒီသူရဲကောင်းသူအတွက်ငရဲကြတဲ့ကဲ့သို့ပင်နော်ရထားမင်းကြီးသည်ဝေတာလီမင်းသမီးမင်းစန္ဒာကိုမြင်ချင်း
သူမ၏အလှတွေနေမျောသွားခဲ့ပါတယ်။သို့တော့မင်းကြီးကတာမန်လူမဟုတ်ပေ။နတ်တို့မျက်စိကဲ့သို့ထိုးအတွင်းသိမြင်နိုင်တဲ့ဘုံကန်ရှိသူဖြစ်ပါတယ်။မင်းသမီးရဲ့မျက်ဝန်းထဲမှာကြောက်ရွံ့မှုနဲ့ကျန်စစ်သားရဲ့မျက်နှာလွှဲထားမှုကိုမြင်လင်းပြီးမင်းကြီးရဲ့စိတ်ထဲ၌တန်တရား၄ယောက်တစ်ချက်ဖြည့်ဆည်းသွားခဲ့ပါတယ်။နန်းတော်တို့ရောက်တော့အခါမဏိဆန္ဒကိုမြည်ဖျားဆောင်နဲ့ထားရှိတော့လေမင်းကြီးဒီတူမထံတို့ချက်ချင်းမကြွသေးပဲကျန်စစ်သားရဲ့အပြုမှုကိုကဲခတ်နေခဲ့ပါတယ်။တနေ့မှာတော့မဏိဆန္ဒသည်မိမိရဲ့ဆောင်တော်အတွင်းကျန်စစ်သားကိုလွှမ်းဆော်ကငိုကြွေးနေစဉ်သူမရဲ့လက်၌ဝတ်ဆင်ထားတဲ့လက်စော့မှာဝေတာလီမှလက်ရမဟုတ်ပဲပကံတူရဲကောင်းတို့ဝတ်ဆင်လေးရှိတဲ့လက်ရဖြစ်နေသည်ကိုနော်ရထားမြင်တွေ့သွားလေတော့တယ်။ဟဲစစ်သူကြီးတန်စစ်သားငါအပေါ်မှာမင်းတစ္ဆာဖောက်လေသလား။အနော်ရထားမင်းကြီးဟင်းဟောက်တန်သည်နန်းတော်တစ်ခုလုံးကိုတုံခါသွားစေခဲ့ပါတယ်။မင်းကြီးဒီဒေါ်ရလေးလေးဖြင့်ကျန်စစ်သားကိုနိုင်ရင်ပြင်လို့ချက်ချင်းစစ်ခေါ်လိုက်ပါတယ်။အရိဏမလန်နှင့်အသက်ဘေးနှံ့ရင်ပြင်တွင်ကျန်စစ်သားသည်ဒီထောက်လျက်ရှိနေခဲ့ပါတယ်။သူ၏ဘေးပတ်လေတွင်လက်နက်ကင်စစ်သည်များဝန်းရံထားခဲ့ပါတယ်။အနော်ရထားမင်းကြီးသည်မိမိလက်ဆွဲတော်ရိဏမလန်တို့ကိုကန်ဆောင်ကပလင်ပေါ်မှဆင်းလာခဲ့ပါတယ်။ကျန်စစ်သားမင်းဟာငါရဲ့လက်ယုံငါရဲ့ညီကိုလိုယုံကြည်ခဲ့တာအခုတော့ငါ့ကိုဆက်တတ်မဲ့ဘန္နာတော်ကိုမင်းကကျူးလွန်ခဲ့တယ်ဆိုတာဟုတ်သလားကျန်စစ်သားသည်ခေါင်းကုံပေါ်ကတည်ငြိမ်စွာဖြေကြားခဲ့ပါတယ်အရှင်မင်းကြီးအကျွန်ုပ်ရဲ့အသက်ကအရှင်မင်းကြီးပိုင်ပါတယ်ဒါပေမဲ့နှလုံးသားရဲ့စေခိုင်းမှုကိုတော့အကျွန်ုပ်မလွန်ဆန်နိုင်ခဲ့တာမှန်ပါပဲအကျွန်ုပ်ကိုတက်ကျင်တပဆိုရင်တတ်နိုင်ပါတယ်အနော်ထားမင်းကြီးတွေပိုးရမြတ်ထွက်ကအရိဏမလန်တော်ကိုအားကုန်လို့ကျန်စစ်သားထံသို့ပြစ်လွတ်လိုက်ပါတယ်ထိုလန်ဒီနတ်ရန်ဖြစ်ရာပြစ်မှတ်ကိုဘယ်တော့မှမလွှဲချော်ဘူးကြော်ကြားခဲ့ပါတယ်သို့တော့ကျန်စစ်သားသည်ထူးခြားသောကိုယ်ခံပညာနဲ့ဘုံကန်ရှိသူဖြစ်ပါတယ်သူသည်ခြောင်သိမ်းခြင်းမရှိဘဲငြိမ်သက်နေစဉ်လန်တော်သည်သူ၏ချမ်းကြားမှတိုးဝင်ကသူ၏ကိုယ်တွင်ချီနှောင်ထားသောကျူးမောင်းကိုသာဖျက်တောက်သွားပြီးမြေကြီးထဲသို့တိုးဝင်သွားခဲ့ပါတယ်။အီဒီကိုမြင်တော့နော်ထားမင်းကြီးသည်အံ့ဩသွားခဲ့ပါတယ်။မင်းရဲ့ဖုံးကန်ကငါထက်မနေဘူးပဲဟုဆိုကတက်ရမဲကိုရုပ်သိမ်းလိုက်ပါတယ်။သို့တော့ပကံပြည်တွင်း၌ဆက်လက်မနေစေဘဲပြည်နေနယ်ကိုပြည်တံချမှတ်လိုက်ပါတယ်။ကျန်စစ်သားသည်နန်းတော်မှာခွဲခွာရတော့မည်။မင်းစန္ဒာသည်အဆောင်တော်မြင့်မှနေမိမိချစ်သူစစ်သူကြီးမြင်းစည်း၍ထောက်ခွာသွားသည်ကိုမုံဝါတော့မြုံဝန်းများဖြင့်ကြည့်နေခဲ့ရပါတယ်။ကျန်စစ်သားသည်မြို့တကားဝါတို့ရောက်တော့ခါနန်းတော်ဘက်သို့တစ်ချက်လဲကြည့်ခဲ့ပါတယ်။သူတို့နှစ်ဦးကြားတွင်မိုင်ပေါင်းများစွာဝေးကွာသွားတော့မည်ဖြစ်တော်လဲသူတို့၏တစ္ဆာတရားမှမူရခင်ကတည်းပို၍ခိုင်မာသွားခဲ့ပါတယ်။မင်းစန္ဒာတနေ့နေ့မှာငါပြန်လာခဲ့မယ်ဟုကျန်စစ်သားကစိတ်ထဲမှာကတိပြုကာပကံပြည်မှအနောက်ဘက်တောတောင်များစီတို့မြင်းဆောင်နှင့်ထွက်ခွာသွားလေတော့တယ်။ပကံနေပြည်တော်၏မြို့တကားဝါမှကျန်စစ်သားထွက်ခွာသွားသည်မှာရက်ပေါင်းလပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။တရေကောင်းသူအတွက်စစ်တလင်းတွင်ကြာဆုံးရခြင်းမှာဂုံယူစရာဖြစ်တော်လဲယခုကဲ့သို့အချစ်ကြောင့်ပြည်နေတန်တည့်ရခြင်းမှာကျန်စစ်သားတို့ရင်နာစရာကောင်းလာပါတယ်။ကျန်စစ်သားသည်ပကံပြည်၏အနောက်ဘက်ချင်းတွင်မြို့ဝန်းနှင့်ယခုကယားပြည်နယ်ဘက်ရှိတောတောင်များတွင်လဲလှယ်ပေါ်အောင်နေခဲ့ပါတယ်။သူသည်မိမိ၏မူလအမည်ဖြစ်သောထီးလန့်ရှင်ဟူသောအမည်ကိုဖျောက်၍တာမန်တောလိုက်မှုဆိုလူကဲ့သို့နေထိုင်ခဲ့ပါတယ်။ညချမ်းချိန်များတွင်တောင်ပေါ်စခန်းငယ်လေး၌မိဖို့ဘေးတွင်ထိုင်ရင်းသူသည်မဏိစန္ဒာပေးခဲ့သောမတရားပစ္စည်းလေးကိုကြည့်ကာတပြင်းချလေးရှိပါတယ်။မဏိစန္ဒာမင်းကတော့ရွှေနန်းထက်မှဆန်နေရပေမဲ့ငါကတော့ဒီတောထဲမှာမင်းကိုလွှမ်းရင်အသက်ဆက်နေရတယ်။ကျန်စစ်သားသည်တောထဲတွင်နေထိုင်စဉ်အတွင်းဒေသခံတောင်ပေါ်သားများနဲ့ရင်းနှီးအောင်နေထိုင်ခဲ့ပါတယ်။သူ၏တတိနှင့်ခွန်အားကြောင့်တောတိုင်းတရိတ်ဆိုင်များ၏ဘေးမှရွာသူရွာသားများကိုကယ်တင်ပေးခဲ့ရာလူအများကသူ့ကိုချစ်ခင်လေးစားလာကြပါတယ်။သို့တော့သူ့ရဲ့ရင်ထဲ၌မူပကံပြည်၌မဏိစန္ဒာကိုပြန်လည်တွေ့မြင်လိုသောဆန္ဒမှာတောက်လောင်နေဆဲဖြစ်ပါတယ်။မဏိစန္ဒာ၏နန်းတွင်အကျဉ်းတစ်ဖက်တွင်လည်းမဏိစန္ဒာ၏ဘဝမှာပို၍ဆိုးရွားလာပါတယ်။အနော်ရထားမင်းကြီးသည်သူမအသက်ပြတ်ခြင်းမပြုတော့လဲသူမအပေါ်ထားကြည့်သောမေတ္တာတော်မှာပြည့်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။သူမကနန်းတော်၏အဆုံးပြရှိဆောင်တစ်ခုတွင်အကျဉ်းချထားတဲ့ကဲ့သို့ထားရှိခဲ့ပါတယ်။မဏိစန္ဒာသည်နေ့ရက်တိုင်းကိုဖျားချစ်ကိုခြင်းပလီစိတ်ခြင်းတို့ဖြစ်တာကုံဆုံးစေခဲ့ပါတယ်။သူမသည်ဝေတာလီပြည်ကိုလည်းလွမ်းတယ်ကျန်စစ်သားကိုလည်းတန်တနေခဲ့ပါတယ်။သူမရဲ့လာတရားမှာအလွမ်းကြောင့်မိမ့်လာတဲ့ကဲ့သို့ရှိတော်လဲသူမရဲ့မျက်ဝန်းထဲမှာမျောလင်းချက်လင်းအောင်ကမူမကွဲပြောင်းသေးပေ။နန်းတွင်ပြတော်များကသူမကိုတနာကြတော့လေမင်းကြီးရဲ့မျက်တော်ကြောက်တဲ့ဖြင့်မိသူများစကားမပြောရကြပါ။မဏိစန္ဒာသည်တခါတည်းရန်တွင်သူမ၏ဆောင်းကိုတီး၍လွမ်းချင်းများတီးဆိုလေးရှိပါတယ်။ထိုအတန်ကိုကြားရယူတိုင်းစိတ်မကောင်းဖြစ်ကြရပါတယ်။တက္ကရာ439ခုနှစ်တွင်ပကံပြည်ကြီးအတွက်ကြီးမားသောပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဘုံတော်ကိုကြီးမားလာတဲ့နော်ရထားမင်းစောနန်းရံဆိုင်ခဲ့ပါတယ်။ဒါတော့စောလူမင်းနဲ့တက်လာတော့ကပကံပြည်ရဲ့အချိန်ကြီးမှာရခင်ကဲ့သို့မတည်ငြိမ်တော့ပေ။စောလူမင်းသည်ငယ်တငယ်ချင်းဖြစ်သူငရမကန်ဘကိုးစားကိုယုံကြည်လွန်ကဲခဲ့ရမှာနောက်ဆုံးတွင်ငယ်မကန်ကပုံကန်လေတော့တယ်။ပကံစစ်တပ်ကြီးမှာရေးနေကစောလူမင်းကိုယ်တိုင်ဖမ်းဆီးခံရသည့်ချိန်တွေရောက်ရှိသွားခဲ့ပါတယ်။ထိုအခါမူးမှန်ပေါင်းတို့သည်ပကံပြည်ကိုကယ်တင်နိုင်မဲ့သူမှာပြည်နေတန်တင့်နေတော့ကျန်စစ်သားတဦးတည်းသာရှိသည်ဟုတညီတညွတ်လည်းဆုံးဖြတ်ခဲ့ကြပါတယ်။ကျန်စစ်သားကိုရှာဖွေရန်စေတမန်များလွှတ်လိုက်ကြပါတယ်။ကျန်စစ်သားသည်
မိမိရဲ့ရှင်တကယ်နော်ရထားမင်းကြီးနဲ့ရန်စွာပြီးပကံပြည်ဒုက္ခရောက်နေသည်ကိုကြားတော့ခါမိမိပေါ်ထားရှိခဲ့သောညိုတိများကိုမေ့ပြောက်ကပကံကိုကယ်တင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။သူဒီမိမိပေါ်အောင်နေသောတောတောင်များမှထွက်လာကစစ်တီတော်များကိုစူးစီးပြီးပကံတို့ချီတက်လာခဲ့ပါတယ်။သူ၏ရင်ထဲ၌တိုင်းပြည်အတွက်တာဝန်နဲ့သူမနေ့စံတော်ပြန်တွေ့ရတော်မူဟူသောမျှော်လင့်ချက်ကပို၍အားကောင်းနေခဲ့ပါတယ်။တက္ကရာ446ခုနှစ်ပကံပြည်ကြီးသည်မိလျံမိကြမှပြန်လည်နှိုးထားလာခဲ့ပါတယ်။ငရမကန်၏ပုံကံမှုကြောင့်စောလူမင်းနဲ့ရန်ဆန်ခဲ့ရပြီးနောက်ပကံပြည်တို့သည်တခဲနဲ့တောင်းဆိုခဲ့ကြသည့်တိုင်သူရဲကောင်းကျစစ်သားသည်ပကံထီးနှံကိုဆက်ခံရန်ပြင်ဆင်လေတော့တယ်။ကျစစ်သားသည်နန်းတော်လိုပြန်လည်ရောက်ရှိသည့်နေ့တစ်ပြန်နဲ့ပထမဆုံးမင်းများစုံစမ်းခဲ့သည်မှာမိမိနှလုံးသားပန့်ရှင်မနိဆန္ဒအကြောင်းပင်ဖြစ်ပါတယ်။အနော်ရထာမင်းကြီးလက်ထက်ကလေးကနန်းစုံနှံပြတွင်ပြစ်ပယ်ထားခြင်းခံရသောဝေသားလေးမင်းသမီးသည်ယခုအခါအသက်အရွယ်တန်ရစ်နေပြီဖြစ်တော့လေ။သူမ၏မျက်ဝန်းတို့မှမူလွန်ခဲ့သောဆယ်စုနှစ်များစွာကလေးအတိုင်းကြည်လင်နေစေဖြစ်ပါတယ်။ကျန်စစ်သားသည်မနိဆန္ဒဆံမြန်းရအဆောင်တော်တို့ကိုယ်တိုင်ကိုယ်ကျကြွမြန်းခဲ့ပါတယ်။မနိဆန္ဒသည်မိမိရှေ့မောင်းနဲ့ရက်နေတော်သူမှာပြည်နေတန်တင့်ခဲ့တဲ့စစ်သူကြီးမဟုတ်တော့ပဲပကံပြည်ကြီးရဲ့ရှင်တခင်ဒီလန်ရှင်မင်းကြီးဖြစ်နေသည်ကိုမြင်တော့ခါဝမ်းသာလို့ရဲ့စကားပင်မစုံနိုင်တော့ပေ။စစ်သူကြီးအကျွန်ုပ်ကိုတကယ်ပဲပြန်လာချတာလားဟုမနိဆန္ဒကတိုးတိုးလေးမေးခဲ့ပါတယ်။မင်းသမီးအကျွန်ုပ်ကပကံပြည်ကိုကယ်တင်ဖို့ပြန်လာခဲ့တယ်လို့မင်းသမီးကိုဂရီပေးခဲ့တဲ့အတိုင်းပြန်လာခဲ့တာပါ။အခုတော့ဘယ်သူမှကျွန်ုပ်တို့ကိုမခွဲနိုင်တော့ဘူး။ကျန်စစ်သားတွေမနိဆန္ဒကိုနန်းတော်၌ရေးပါတော်နေရတယ်ပြန်လည်ထားရှိကမိမိဗိသိက်ပွဲတွင်ပါဝင်စေခဲ့ပါတယ်။ကျန်စစ်သားမင်းကြီးသည်နန်းတက်ပြီးနောက်သူ၏နန်းတက်တစ်လျှောက်တွင်မနိဆန္ဒသည်ကျန်စစ်သားတွေအနီးကပ်ဆုံးကြံပေးနေစိတ်ခွန်အားပေးသူဖြစ်လာခဲ့ပါတယ်။တို့တော်တမိုင်းထောက်ထားချိုးရကျန်စစ်သားသည်မနိဆန္ဒကိုမိဖျားကောင်ကြီးဖြစ်တင်ပြရန်ကြိုးစားတော့လေနန်းတွင်းစင်လာနှင့်မူမတ်တို့၏ကန့်ကွက်မှုအချို့ကြောင့်အခက်အခဲရှိခဲ့တယ်ဟုဆိုကြပါတယ်။တို့တော်ကျန်စစ်သားသည်မနိဆန္ဒကိုမိကြီးခါမှလေးလူမရှိခဲ့ပေ။သူသည်မနိဆန္ဒအတွက်တည်တံ့ဆောင်တော်များဆောက်လုပ်ပေးခဲ့ပြီးသူမဝေတာလီမိဖျားကိုအမြဲတမ်းဂုဏ်ပြုခေါ်ပေါ်ခဲ့ပါတယ်။သူတို့လူဦးတွေငရေစင်ကားခဲ့တော့မပွင့်လင်းနိုင်တော့လေညစ်ကြတော့ချစ်ဖြစ်သူ့ကိုသူနားလည်မှုပေးခဲ့ကြပါတယ်။မနိဆန္ဒသည်ပကံနန်းတော်နယ်နေပေါင်းများစွာအေးချမ်းစွာနေထိုင်ခဲ့ပါတယ်။သူမသည်ကျန်စစ်သားမင်းကြီးတည်ထားသောဘုရားပထိုးများတွင်ကိုလိုကောင်းမှုများပြုလုပ်ရင်းမိမိဘဝနောက်ဆုံးချိန်လုံးသာသနာတော်၌မြင့်လွန်ခဲ့ပါတယ်။ကျန်စစ်သားမင်းကြီးသည်လည်းမနိဆန္ဒ၏ကြံပြုချက်များကြောင့်တိုင်းလူပြည်သူများပေါ်ပုံမကျင်နာတနာတတ်သောမင်းတစ်ပါးဖြစ်လာခဲ့ပါတယ်။ကျန်စစ်သားနဲ့မနိဆန္ဒတို့ရဲ့ဇလန်းသည်တားမြင့်ထားသောအချစ်မသည်တည်မြဲသောတစ္ဆာတို့ပြောင်းလဲသွားတဲ့ရာဇဝင်ဇလန်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။၎င်းသည်ပကံခေခန့်ညားမှုတရေကောင်းတို့ရဲ့တက်တည်နဲ့အမျိုးသမီးတို့၏စောင့်သိမ်းမှုတို့ကိုဖော်ပြနေသောမှတ်ကြောက်တစ်ခုပဲဖြစ်ပါတယ်။ယနေ့တိုင်ပကံတို့ရရှိသူတိုင်းသည်အာနန္ဒဖျားသွင်းချီကျန်စစ်သားမင်းကြီးရုပ်ထုကိုမြင်တွေ့ရတော့ခါထိုမင်းကြီးရဲ့ဘေးနားတွင်အမြဲရှိနေခဲ့သောဝေတာလီမှလှပလွန်လာတဲ့မင်းသမီးမနိဆန္ဒ၏အကြောင်းကိုပြန်လည်အမှတ်ရနေကြဆဲဖြစ်ပါတယ်